အမှန်တရားကိုမီးအိမ်ထွန်းကလိုက်လံရှာဖွေခဲ့တဲ့စီပိုင်းတဲကလူဝါမှာဘာမှမလို့ကျင်တော့တဲ့ဒီလူဟာပိုင်ဆိုင်သမျှရာအလုံးကိုစွန့်ထားခဲ့ပြီးတော့စီပိုင်းလေးထဲမှာပဲနေထိုင်လျက်နေကင်းဘက်တွေမှာတော့တန်တရားဝါဒရဲ့အမှန်တရားကိုမီးအိမ်ထွန်းကနေရာနဲ့နေပေါင်းများစွာလိုက်လံရှာဖွေလို့နေခဲ့ပါတယ်။အဲ့ဒီသူကတော့ရှီအောင်ဂရိပီရဲ့အတွေ့အကြုံပညာရှင်ကြီးဒိုင်ယန်ဂျင်းနက်စ်ပါ။ဒီအနောက်ခါမှာတော့ဒိုင်ယန်ဂျင်းနက်စ်နေတဲ့စီပိုင်းလေးနာထံကိုမဟာလက်ဇန္ဒဘုရင်ကြီးရောက်ရှိလို့လာခဲ့ပြီးတော့လူရကိုတောင်းဖို့အတွက်ပြောဆိုခဲ့ပါတယ်။အဲ့ဒီမှာအေးစစ်တီငိမ့်စွာနဲ့ဒိုင်ယန်ဂျင်းနဲ့ပြန်ပြောလိုက်တာကဘေးဘက်နေစမ်းမှာမင်းကားရဲ့နေအောင်ကိုကာလုံးနေပြီတဲ့။ရုပ်တဲ့ပြန်ကြားလိုက်ရတဲ့စကားကြောင့်မဟာလက်ဇန္ဒဘုရင်ကြီးလည်းနေငယ်ပြောရသွားခဲ့ပေမဲ့တစ်ဆက်တည်းမှာတူနာနဲ့လိုက်ရတာကငါလုံးရင်ပါရာကြီးတယောက်ကတောင်လူချင်းမှုတွေကနေလွတ်လပ်သွားတဲ့သူတယောက်ကိုဘေးအရာနဲ့မှခံလန်းလို့မရနိုင်ဘူးဆိုတာရဲ့ပါအတွေ့အခေါ်လွတ်လပ်မှုဉာဏ်ပညာနဲ့ကြော်ကြားမှုအာဏာပါဝါတို့ရဲ့ချိန်ခွင်ရှာကိုကိုစားပြုခဲ့တဲ့ဒိုင်ယန်ဂျင်းနက်စ်နဲ့မဟာလက်ဇန္ဒဘုရင်တို့ရဲ့တခဏတာတွေ့ဆုံမှုဟာစာပေလောကရဲ့မော်ဒန်နဲ့ဆိုင်တဲ့ဇလန်တစ်ပုဒ်အဖြစ်ရှိလို့နေခဲ့ရာကနေရာစုနှစ်များစွာအကြာမှာတော့အီတလီပတီဆီယာဂိုင်တန်နိုဂန်တော့ဖီရဲ့လက်ရမြောက်ကြီးကားတစ်ချက်လည်းဖြစ်ခဲ့ရပြန်ပါတယ်